ချင်းမေစုများမင်္ဂလာပါကျွန်တော်ဟိုရပိုင်းကဒီပေါက်ကွဲမိတယ်ထားပါဒီ personal case အမြင်မတော်လေးများရှိရင်လည်းဒီကခွင့်လို့ပေးကြပါဒီနေ့ကျွန်တော်ဝေမျှပေးချင်တာဥရသည်မှာကျက်တွေကြုံတွေ့နေရတဲ့အခုလိုယောဂဝေဒနာဒါတွေကြုံတွေ့ရင်လည်းစိတ်မပြတ်ပါနဲ့နော်အချိန်မလွန်ကျွန်တော်တို့ကာကွယ်လို့ရပါတယ်ကုသလို့ရပါတယ်ချိန်လွန်သွားတော့မရပါဘူးခုတလောလေးကိုကျွန်တော်လည်းဆော့ရှုံးသွားရရှိသိန်း450ကိုလောက်ပါနော်ထိုင်တော့ဒီပိုင်းနေအထူးမပြောတော့ဒီကြက်တော့ကျွန်တော်တော်သေးတယ်ဝယ်သူကဇွတ်ဝယ်နေတာဇွတ်ဝယ်နေတာဒီအုံးပြကျုပ်ဒီအုံးပြသူယောဂဝင်နေလို့လည်းမပြောချင်သူ့ရှိရောက်မှဒီလိုယောဂကြီးဖြစ်ပြီးတော့ပြေးသွားရင်သူ့ဤဆုံးရှုံးတာမဟုတ်ဘူးနော်အဲ့နဲ့တနေ့လုံးမှာယောဂတွေကကုဆက်သွားတနေ့လုံးသွားတော့ခဏနေပါအောင်ကျွန်တော်ကြည့်အပုတ်ပြစ်သေးပါဘူးမယောင်းသေးပါဘူးအဲ့နှစ်ချုပ်ပြောချင်တာကလိုယောဂဝင်ကျွန်တော်တို့ကကုသနေရှိပါဒါကတော့လဲလိမ်မော့ပြလဲလိမ်ဆိုလဲလိမ်ယောဂအောင်ဆိုမှလဲပင်းကြီးလိမ်မှလဲလိမ်မဟုတ်ဘူးနော်လဲလိမ်မှာဝန်းကြလဲလိမ်မော့ပြလဲလိမ်ဗါတယ်အများကြီးပဲယောဂတွေ66ပါတော့မကလောက်ကျွန်တော်လည်းလေ့လာမှတွေ့ရှိလာဟုတ်ကျွန်တော်ကုသနေပြီဒါကျွန်တော်ကုသပုံလေဒီကတော့ငပိပါပဲငပိရှိရင်ပြီးပါကျွန်တော်ကငပိကိုဇီးပူဇီးနဲ့ရောထောင်ထားရတယ်ဒီလိုလုံးလေးပေါ့အဲ့လေးကိုကျွန်တော်ကမနေ့တစ်ချိန်ဒီလိုညပိုင်းတစ်ချိန်ဟုတ်ပြီဒီရေလေးအဝတိုက်တယ်ပေါ့နော်ငပိဆိုတော့ဒီငတ်မှာဟုတ်ဒီကလိုပြုံလေးနဲ့မတိုက်ပါရဒါဆိုကိုလုံလောက်တော့ပါပြီ။နောက်ပို့ပြီးဆေးဖြစ်အောင်တက်ထရာဆက်ကလေးဆေးတောင်းလေးတထောင်အပြောင်မချင်းခွန်ပါဒီကောင်ဆုံး9ရက်လောက်ရှိရင်တောင်းမြည်ပြီကိုကနှုံးနေသေးတယ်မှတ်မိရနော်ငပီလေးခုနလောက်ကလေးတိုက်လိုက်ပြီးရင်တက်ထရာဆက်ကလေးလေးတိုက်လိုက်ခုဖြစ်နေတဲ့လေလင်ယောဂခါယောဂဝါခါလွန်မသွားရင်သက်ရှင်းပါလေဗျာနော်ဒါလေးကိုကျွန်တော်မျှဝေတာပါနော်အားလုံးပဲကျမ်းမာချမ်းသာကြပါလိမ့်ဇီးပူဇီးမရှိလေစနုံးလေးနဲ့ဆိုရပါတယ်အဓိကတော့ငပိပါပဲငပိလေးမနေ့တပြေရနေတပြေဖြစ်နေတဲ့ထွားဆက်ကင်းလေးရောတိုက်ပြီ